အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမြို့စုတောင်ပြည့်ဖျားပွဲစတိတ်ရှိုးမှပွဲကြည့်ပြန်လာတော့လူငယ်30ကျော်ကိုစစ်တပ်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့ပေါ်တွင်ကန္နာလမ်းပေါ်ရှိစုတောင်ပြည့်ဖျားပွဲတွင်ရှိုးပွဲကြည့်ပြီးပြန်လာတော့လူငယ်30ကျော်ကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းမုံရွာ Road Information MRI မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘာလ23ရက်နေ့မုံရွာမြို့ပေါ်တွင်ကန္နာလမ်းပေါ်ရှိစုတောင်ပြည့်ဖျားပွဲတွင်ရှိုးပွဲကြည့်ပြီးပြန်လာတော့လူငယ်30ကျော်ကိုအိမ်စီက5စီးဖြင့်အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ထိုကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ပေါ်တာဆွဲဖမ်းဆီးခံရသူများမှာမုံရွာမြို့ပေါ်တွင်နေထိုင်လျက်ရှိသောလူငယ်များဖြစ်ပြီးအသက်20အရွယ်ကနေအသက်30အရွယ်ထိရှိသောလူငယ်များဖြစ်ကြောင်းသိရပါတယ်။စစ်ခွေးတွေမင်းညကကန္နာလမ်းမှာလူငယ်ခံမှန်းခြေ30လောက်ရှိပါမယ်။ပါသွားတယ်လို့ကြားတယ်စစ်ခွေးဖမ်းဆီးသွားတဲ့လူငယ်တွေကတော့အသက်အရွယ်တွေကတော့ခံမှန်းခြေ20အရွယ်ကနေအသက်32အရွယ်တွေဖြစ်ဖို့များတယ်။အမျိုးသားလားအမျိုးသမီးတွေလားဆိုတာတော့မသိရသေးဘူး။လူငယ်တွေကတော့မျိုးသေးပိုင်းကလူငယ်တွေပဲဖြစ်မယ်။လက်ရှိမှာစစ်ခွေးတွေကလူငယ်တွေကိုဗမာဖမ်းထားလဲဆိုတာကိုတော့မသိရသေးဘူးဟုမုံရွာ Road Information MRI မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ပုံမှန်အားဖြင့်လည်းမုံရွာမြို့ပေါ်တွင်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုတောက်လျှောက်ဆိုသလိုလှုပ်ဆောင်လျက်ရှိပြီးအထူးသဖြင့်မြို့အဝင်ထွက်ဂိတ်များတွင်ဖမ်းဆီးခြင်းညပိုင်းရက်ကွက်များတွင်စရင်အကြောင်းပြ၍ဝင်ရောက်ဖမ်းဆီးခြင်းနေ့အချိန်မြို့အတွင်းအိမ်စီးကားများဖြင့်လှည့်လည်ပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။မြို့ဝင်အထွက်တွေမှာပုံမှန်သူတို့စစ်ပြီးဖမ်းနေတာညပိုင်းစရင်စစ်မယ်ဆိုပြီးဖမ်းတာလေးရှိတယ်။နေကင်းအချိန်အိမ်စီးကားတွေနဲ့လှည့်လည်ဖမ်းတာလေးရှိတယ်။အဖမ်းအများဆုံးကလကုံပိုင်းနဲ့လအစပိုင်းမှာအများဆုံးဖမ်းတဲ့ဟုမုံရွာမြို့မှာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကရှင်းပြပါတယ်။မုံရွာမြို့နယ်တနယ်လုံးအနေဖြင့်တလလျင်အနည်းဆုံးလူငယ်900နီးပါးစစ်မှုထမ်းအဖြစ်ဖမ်းဆီးခံရပြီးလူငယ်များကိုဖမ်းဆီးငွေညှစ်မှုများလည်းဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းမုံရွာမြို့ကများချမှစုံစမ်းသိရှိရပါတယ်။ဆက်လက်ပြီးစစ်တပ်ကလူထုကိုအဓိကပြစ်မှတ်ထားပုံကျဲတိုက်ခိုက်မှုများနှင့်အကြမ်းဖက်ကျူးလွန်နေမှုများပုံမပြင်းထန်လာနိုင်၍ပြည်သူများအထူးသတိပြုကြရန်တအောင်ပြည်ကောင်စီသတိပေးချက်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကလူထုကိုအဓိကပြစ်မှတ်ထားပုံကျဲတိုက်ခိုက်နေမှုများနှင့်အကြမ်းဖက်ကျူးလွန်နေမှုများပုံမပြင်းထန်လာနိုင်၍ပြည်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန်တအောင်ပြည်ကောင်စီ TLC ကအသိပေးချက်ထုတ်ပြန်ပါတယ်။စက်တင်ဘာလမှစတင်၍ယနေ့အချိန်အထိအကြံဖတ်စစ်တပ်ကကြောင်မဲတီပေါ်နံပါတ်2မိုးကုတ်မိုးမိတ်မိုင်းကောင်မိုင်းလုံနန်းဆန်နှင့်မန်တုံမြို့နယ်များရှိပြည်သူလူထုများနေထိုင်ရာကျေးရွာများကိုဦးတီတီလေကြောင်းဖုံးကျဲတိုက်ခိုက်မှုကြောင့်ကလေးသူငယ်များအပါအဝင်ဒေသခံပြည်သူများတည်ဆုံခြင်းထိခိုက်ဒဏ်ရာရရှိခြင်းနေအိမ်များစာတင်ကျောင်းများနှင့်ဘာသာရေးအဆောက်အအုံများထိခိုက်ပျက်စီးသည့်အပြင်ပြည်သူလူထုများစွာစစ်ပေးရှောင်နေရကြောင်းအခက်အခဲများစွာကြုံတွေ့နေရပြီးနိုင်ငံတော်ဝန်ရှိပြည်သူများကိုဦးတည်၍ရည်ရွယ်ချက်ရှိလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်ကျူးလွန်လျက်ရှိကြောင်း TLC ကအသိပေးချက်ထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်တပ်ကလူထုကိုအဓိကပြစ်မှတ်ထားကဘုံကျဲတိုက်ခိုက်မှုနှင့်အကြမ်းဖက်မှုများပုံမပြင်းထန်လာနိုင်ကြောင်းလူထုအနေဖြင့်လေကြောင်းအနေရကိုရှောင်ရှားသွားလာကြရန်နှင့်ဘေးကင်းလုံခြုံသည့်နေရာများသို့သတိဝရိယဖြင့်အထူးသတိပြုနေထိုင်စေလိုကြောင်းနိုင်ငံရေးနှင့်စစ်ရေးအခြေအနေအခက်အခဲများကြောင့်ထိခိုက်ဆုံးရှုံးမှုများနှင့်နစ်နာခံစားနေရသည့်လူထုအားပြည်တွင်းပြည်ပအဖွဲ့အစည်းဖြစ်စေတဦးတယောက်ချင်းဖြစ်စေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် TLC ကအလေးနက်ထားတိုက်တွန်းနှိုးဆော်လျက်ရှိပါတယ်။လက်တလောစစ်တပ်က TNL သိမ်းပိုက်ထားသောတီဘောမြို့နှင့်မိုးကုတ်မြို့တို့ကိုအပြင်းထန်ထိုးစစ်ဆင်နေပြီးယမန်နေ့စစ်တပ်၏ထိုးစစ်မှာတီဘောမြို့နှင့်3မိုင်နီးသို့ရောက်ရှိလာပြီးဖြစ်ကြောင်းအခြားတစ်ဖက်တွင်လည်းနန်းဆန်မြို့အပါအဝင် TNL အထိုင်ချရာမြို့နယ်အများပြားကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်း TNL သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။စစ်တပ်ကအခုထိုးစစ်တွေမှာလူလိုင်းကိုအဓိကသုံးနေလက်နက်ကြီး drone နဲ့လေကြောင်းတိုက်ခိုက်မှုတွေအရင်လုပ်တယ်။ပြီးမှမြေပြင်မှာလူလိုင်းလုံးလိုစစ်စင်ရေးမျိုးတွေနဲ့လူတွေအများကြီးသုံးပြီးထိုးစစ်ဆင်နေဟု TNL သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အခုနှစ်အတွင်းအကျဉ်းထောင်တွေကနေလွတ်ရက်စစ်နိုင်ငံရေးအကျဉ်းသူတွေကိုအကြမ်းဖက်ပုံမှားတွေနဲ့ပြန်လည်ဖမ်းဆီးတာတွေပုံမဆိုးရွားနေတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကဒီနေ့အောက်တိုဘာလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။အကျဉ်းထောင်တွေကနေလွတ်ရက်စစ်ပြီးပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသူတွေကိုစစ်အုပ်စုကထောင်ဘူးဝမှာပြန်လည်ဖမ်းဆီးတာတွေလွတ်ရက်စစ်ကနေနိုင်ငံရေးအကျဉ်းသူတွေကိုတခြားမသက်ဆိုင်တဲ့ပုံမှားတွေတက်ပြီးနောက်ထပ်အမှုခတ်တာတွေဟာအခုနှစ်ထဲမှာပိုပြီးလှုပ်ဆောင်လာတာဖြစ်တယ်လို့ WOPP ကဖော်ပြပါတယ်။ဒီလပိုင်းအတွင်းမှာပဲနိုင်ငံရေးအကျဉ်းသူ2ဦးပြန်လည်ဖမ်းဆီးခံရတာမျိုးရှိတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ဦးဆောင်တာဝန်ခံမတ်ဇူးဇူးမေယွန်ကသတင်းဌာနကိုပြောပါတယ်
စစ်ကောင်စီတပ်ရဲ့လုပ်ရက်တွေကလူခွင့်ရေးကြီးညာစာတမ်းအရာတရားမဲ့ဖမ်းဆီးခြင်းမပြုလုပ်ရဆိုတဲ့အချက်ကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်နေတာဖြစ်ပါတယ်။ဥပမာဆိုရင်ယခုလပိုင်းအတွင်းမှာပဲအကျဉ်းထောင်ကနေမတ်မိုးဆန်းစုကြည်နဲ့မတ်မေမြတ်သူလူရက်စစ်နိုင်ငံရေးအကျဉ်းသူ2ဦးကိုထောင်မှုဝမှာပဲပြန်လည်ဖမ်းဆီးခဲ့ပါတယ်။ဒီလိုပဲလွတ်ခါနီနိုင်ငံရေးအကျဉ်းသားတွေကိုမသက်ဆိုင်တဲ့အမှုတွေနဲ့ချက်အမှုကတ်တာတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေတွေကိုလူခွင့်ရေးကောက်ွယ်စောင့်ရှောက်သူတွေအပါအဝင်ပြည်သူလူထုကလည်းအကျဉ်းထောင်အတွင်းစောင့်ကြည့်လေ့လာမှုတွေကိုဝိုင်းဝန်းပြုလုပ်ပေးကြဖို့လိုပါတယ်။ဒါပြင်စစ်ကောင်စီတပ်ရဲ့လှုပ်ဆောင်နေတာတွေဟာနိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်မဲ့အပေါ်တမင်ရည်ရွယ်ချက်ရှိနဲ့လူသလိုဥပဒေတွေကိုအသုံးချနေတာဖြစ်ပြီးအခုလိုကျူးလွန်နေမှုတွေကိုနိုင်ငံရေးအကျဉ်းသူများအဖွဲ့ကလူခွင့်ရေးကောက်ွယ်စောင့်ရှောက်သူတွေလူခွင့်ရေးဆိုင်ရာအဖွဲ့တွေနဲ့ပူးပေါင်းပြီးအကျဉ်းထောင်တွေကနိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်ရေးအတွက်စောင့်ကြည့်စုံစမ်းသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။အာဏာသိမ်းစစ်အုပ်စုဟာလူရဲစေးလို့လွတ်ပေးရမယ့်သူတွေကိုပြန်မလွတ်ပေးပဲနောက်မှုကတ်တွေထက်ထောင်ထဲပြန်ထည့်တာတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။သတင်းဌာနကရရှိထားတဲ့စာရင်းအရနောက်မှုကတ်ပြန်လည်ဖမ်းဆီးခံရသူတွေဟာဒေါ်အောင်ဆန်းစုကြည်တပ်တော်ဆောင်မတ်ချယ်ရီတန် NLD ပါတီဗဟိုလူငယ်တာဝန်ခံမမိုးဆန်းစုကြည်အော်တိုဘာ1ရက်နေ့တာယာဝတီထောင်ကပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသူ2ဦးနိုင်ငံရေးအကျဉ်းသား6ဦးနဲ့အခု10ရက်ကလွတ်ရက်စေလို့ပြန်လည်လွတ်မြောက်ရမယ်88ငိမ့်ချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းကကိုစောဝင်းမောင်တို့ဟာအကြံဖတ်ပုံမှားတွေနဲ့နောက်မှုကတ်ခံရပြီးထောင်ထဲပြန်ထည့်ထားခံရတာပါဆက်လက်ပြီးအော်တိုဘာပထမပတ်အတွင်းအကြံဖတ်စေအုပ်စုကိုစွန့်ခွာကအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ15ဦးရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်အော်တိုဘာလပထမပတ်အတွင်းအကြံဖတ်စေအုပ်စုကိုစွန့်ခွာကအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ15ဦးရှိပြီးစစ်တုံးမှန်အဖြစ်ဖမ်းဆီးရမိသူ40ဦးရှိခဲ့တယ်လို့ပြည်သူ့ပန်းတိုင်ကဒီနေ့မှထုတ်ပြန်ပါတယ်အလင်းဝင်လာတဲ့စစ်သား14ဦးနဲ့ရဲတပ်ဦးတို့ဖြစ်ပြီးအလင်းဝင်စစ်သား14ဦးအနက်10ဦးမှာအာရမစစ်မှုထမ်းတပ်သားအသစ်များဖြစ်တယ်လို့ဆိုပါတယ်အလင်းဝင်လာတဲ့စစ်သား14ဦးကချင်းပြည်နယ်မှာ2ဦးပဲခူးတိုင်းမှာ1ဦးရန်ကုန်တိုင်းက2ဦးတနင်္သာရီတိုင်းမှာ3ဦးကရင်ပြည်နယ်မှာ3ဦးကရင်ပြည်နယ်မှာ3ဦးတို့ဖြစ်ပြီးမကွေးတိုင်းမှာရဲတပ်သား2ဦးတို့ဗတ်ပြောင်းခိုလုံခဲ့တာပါစစ်တုံးမှန်အဖြစ်ဖမ်းဆီးခံရသူ40ဦးဖြစ်ပြီးစစ်သား30ဦးနဲ့ပြည်သူစစ်9ဦးတို့ဖြစ်ပါတယ်စစ်တုံးမှန်အဖြစ်ဖမ်းဆီးရမိတဲ့စစ်သား32ဦးအနက်23ဦးမှာအာရမစစ်မှုထမ်းတပ်သားများဖြစ်တယ်လို့ပြောပါတယ်တိုက်ပွဲတွင်ဖမ်းဆီးရမိတာကတော့မကွေးတိုင်းမှာစစ်သား28ဦး၊စကိုင်းတိုင်းမှာ4ဦးတို့ဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့ပြည်သူစစ်9ဦးကတော့စကိုင်းတိုင်းမှာ9ဦးနဲ့မန္တလေးတိုင်းမှာ2ဦးတို့ဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလမှအောက်တိုဘာလပထမပတ်အထိအကြံဖတ်စစ်အုပ်စုဘက်မှအလင်းဝင်ပူပေါင်းနဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း2186ဦးထိရှိခဲ့တယ်လို့ပြည်သူ့ပန်းတိုင်ကထုတ်ပြန်ထားပါတယ်။ကျမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်။